မင်းကလေးကိုခန်းနာထဲဝါစွာဝစ်ဆင်ပေးပြီးနောက်အတင်းအဓမ္မကောင်းတလားထဲထည့်ပိတ်ခဲ့ကြပါတယ်။သူမရဲ့တားဖြစ်သူတေဆုံးသွားခဲ့တာကြောင့်မိသားစုအကြီးအကဲကသူမကိုတားဖြစ်သူနဲ့အတူအရှင်လက်မြေမြုပ်ဖို့အတင်းအကျပ်စေခိုင်းခဲ့တာပါ။ကောင်းတလားအဖုံးကိုတန်ရိုက်ပိတ်လိုက်တဲ့မိနစ်ပိုင်းမှာပဲသူမဟာအကူအညီတောင်းပြီးကောင်းတလားနေရန်တွေကိုအသေးအတန်ထုရိုက်ခဲ့ပေမဲ့နောက်ဆုံးမှာတော့အသက်ရှူကျက်ပြီးတေဆုံးသွားခဲ့ရပါတယ်။ဒါပေမဲ့ဇာပနာနေ့မှာတော့ပြင်းထန်တဲ့လေမုန်တိုင်းတွေတိုက်ခတ်လာပြီးတင်းချိုင်းကူတဲကနေကျဲလောင်တဲ့အတန်တွေထွက်ပေါ်လာခဲ့ပါတယ်။ဇက်အဖွဲ့ရဲ့လက်နက်တွေဟာလေမတိုက်ဖဲနဲ့သူတို့အလိုလိုလှုပ်ရှားလာခဲ့ပြီးသူမအတွက်မတရားမှုကိုအော်ဟစ်တိုင်တီးနေတယ်လို့ပါပဲလူတွေလည်းထိတ်လန့်တုန်လှုပ်ပြီးထွက်ပြေးခဲ့ကြပါတယ်။နောက်နေ့မှာကောင်းတလားကိုဖွင့်ကြည့်လိုက်တဲ့အခါမင်းကလေးရဲ့ရုပ်အလောင်းကပျောက်ဆုံးနေခဲ့ပါပြီ။လင်မယားနှစ်ယောက်စလုံးထိတ်လန့်သွားပြီးသူမရဲ့ဝိညာဉ်ကိုပြန်ခေါ်ဖို့မော်ဆီယာတယောက်ကိုပင့်ဖိတ်ခဲ့ကြပါတယ်။မော်ဆီယာကသူ့ရဲ့အစီကံကိုစက်ကူရုပ်တွေယူခိုင်းပြီးတင်းချိုင်းမှာရရချေခိုင်းခဲ့တဲ့အကယ်၍စက်ကူရုပ်တွေကောင်းတလားထဲဝင်သွားနိုင်ရင်သူမရဲ့ဝိညာဉ်ပြန်ရောက်လာလိမ့်မယ်လို့ဆိုပါတယ်။ဒါပေမဲ့အယုံတက်ချိန်မှာတော့ကောင်းတလားထဲမှာရှိနေတာကစက်ကူရုပ်တွေမဟုတ်ပဲအစီခံရဲ့ရုပ်အလောင်းဖြစ်နေခဲ့ပါတယ်။မိသားစုအကြီးအကဲလည်းနောက်ဆုံးတော့ကြောက်ရွံ့သွားခဲ့ရပါပြီ။ရှောင်းလို့အမိရတဲ့ထိတ်တန်းဖုံးရွှေဆရာတယောက်ရှိတယ်လို့ကြားသိရတာကြောင့်သူ့ကိုခေါ်ဆောင်ဖို့ငွေမြောက်များပေးခဲ့ပါတယ်။ရှောင်းကစက်ကြောင်းတစ်ခုလုံးကိုကြားသိပြီးနောက်မှာတော့အဆက်မပြတ်လှောင်ပြုံးခဲ့ပြီးအဲ့ဒီလင်မယားရဲ့အရှင်လက်လက်မြင်မြုပ်တဲ့လုပ်ရက်ဟာအလွန်တရာရုပ်မှာကောက်ကျစ်လာတယ်လို့ယူဆခဲ့ပါတယ်။ဒါတော့မှသူတို့ဟာနောင်တရယုံမျှမရှိပဲဘေးရန်တွေကိုကြော်လွှားဖို့ငွေသုံးဖို့ပဲတွေးနေကြတာပါ။ဒါပေမဲ့ရှောင်းကတော့ဒီနောက်ွယ်မှာအခြားသောဖုံးကွယ်ထားတဲ့အကြောင်းရင်းတွေရှိနေအောင်မယ်လို့တန်တရားဝင်နေခဲ့ပါတယ်။ Movie recap တွေအတွက် follow လုပ်ထားပါ